လောကကြီးမှာအထက်မြက်ဆုံးလက်နက်ဟာဓားလံတွေလားတနတ်တွေလားတကယ်တော့လူတစ်ယောက်ကိုတွေးထွက်တန်းယူမဖြစ်စေပဲတလုံးနာကျင်သွားအောင်လုပ်နိုင်တဲ့အရာဟာကျွန်တော်တို့နေ့စဉ်သုံးစွဲနေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဓမ္မအတွေ့လမ်းညွန်မှာဖေးရန်ကင်းဝေးစိတ်ချမ်းသာဓမ္မအတွေ့ချမ်းနေကနာစင်သူတိုင်းကိုစိတ်ချမ်းသာဒီနေ့မှာတော့နှုတ်ကနေကျွန်းထွက်သွားတဲ့စကားလုံးတွေကကျွန်တော်တို့ရဲ့နှလုံးသားတွေကိုဘလို့အစိတ်သင့်စေသလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါရှေးလူကြီးတွေကဆုံးမဖူးပါတယ်လေးညွတ်ကထွက်သွားတဲ့မြားနဲ့နှုတ်ကထွက်သွားတဲ့စကားဟာဘယ်တော့မှပြန်ရုပ်သိမ်းလို့မရဘူးတဲ့ကျွန်တော်တို့ဟာဒေါသထွက်နေတဲ့အချိန်မှာခုရှိကလူကိုအနိုင်ယူခြင်းစောနဲ့အနာကျင်ဆုံးစကားလုံးတွေကိုရွေးချယ်ပြီးဖြစ်ပေါက်တတ်ကြပါတယ်အဲ့ဒီစကားတခုံးကြောင့်တစ်ဖက်လူရဲ့ရင်ထဲမှာဘလောက်တောင်နာကျင်သွားမလဲဆိုတာကိုကျွန်တော်တို့သတိမထားမိတတ်ကြပါဘူးဒေါသပြေသွားတဲ့အချိန်မှာငါမှားသွားပြီဆိုပြီးတောင်းပန်လိုက်ရင်ပြီးသွားပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့မိတ်ဆွေနေရန်တစ်ခုကိုတန်နဲ့ရိုက်သွေးပြီးရင်အဲ့ဒီတန်ကိုပြန်နှုတ်ယူလို့ရပေမဲ့နေရန်မှာအပေါက်ရာကြီးကြံခဲ့တယ်လို့ပါပဲတင်တောင်းပန်လိုက်လို့ပြဿနာပြီးသွားပေမဲ့သူတစ်ပါးရဲ့နှလုံးသားမှာတော့တင်ပြောခဲ့တဲ့စကားလုံးတွေကအမာရွတ်အဖေတလုံးကြံရစ်နေခဲ့ပါပြီမြတ်စွာဘုရားရှင်ကမှန်ကန်သောစကားကိုသာပြောဆိုရန်တမ္မာဝါစာအဖြစ်ဟောကြားတော်မူခဲ့ပါတယ်လူတယောက်ရဲ့တန်ဖိုးဟာသူပြောလိုက်တဲ့စကားပေါ်မှာယာဂိုင်နှုံးပြီးတီးမိနေပါတယ်သင်ဟာဘလောက်ပဲရုပ်ဆင်းအင်္ဂါလှပနေပါစေသင်နှုတ်ကနေထွက်လာတဲ့စကားလုံးတွေကရိုင်းဆိုင်ကြမ်းတမ်းနေမယ်ဆိုရင်သင်ရဲ့အလှတရားဟာချက်ချင်းပျောက်ကွယ်သွားပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေစကားတစ်ခုမပြောခင်မှာဒီစကားဟာသူတစ်ပါးကိုနားကျင်စေမလားဆိုတာကိုအရင်ဆုံးတွေးတောဆင်ခြင်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နေ့စဉ်ပြောဆိုနေကြတဲ့အတင်းအဖျင်းစကားတွေကရောလောကီသဘောတရားအရာကျွန်တော်တို့ရဲ့စိတ်ကိုဘယ်လိုမျိုးအစိတ်သင့်စေသလဲသူတစ်ပါးအကြောင်းမကောင်းပြောခြင်းဟာကိုတတ်သိနေတာနဲ့ဘာကြောင့်တူနေသလဲဆိုတာကိုဆက်လက်နားဆင်ကြကြပါစို့မိတ်ဆွေလူအများစုဟာအားလက်ချိန်တွေမှာသူတစ်ပါးအကြောင်းပြောရတာကိုအရသာတစ်ခုလိုခံစားတတ်ကြပါတယ်ဘသူကတော့ဘလို့ဆိုးတာဘသူကတော့ဘလို့အမားလောက်တာဆိုပြီးအတင်းအဖျင်းတွေကိုပျော်ပါဖောက်သေးချတတ်ကြပါတယ်ဒါပေမဲ့သူတစ်ပါးအကြောင်းကိုမကောင်းပြောခြင်းဟာတကယ်တော့ကိုအစိတ်ခတ်နေတာနဲ့အတူတူပါပဲရွှွန်တွေပွက်တွေကိုလက်နဲ့ကောယူပြီးသူတစ်ပါးကိုပစ်ပေါက်တဲ့အခါသူတစ်ပါးစီမရောက်ခင်မှာကိုလက်အရင်ညစ်ပတ်သွားတယ်လို့ပါပဲသူတစ်ပါးရဲ့မကောင်းကြောင်းကိုပြောဖို့ကိုယ့်ရဲ့စိတ်ထဲမှာအရင်ဆုံးအဲ့ဒီမကောင်းတဲ့အာယုံတွေကိုဖန်တီးယူရပါတယ်အဲ့ဒီအခါကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်ဟာချက်ချင်းဆိုသလိုနောက်ကြီးသွားရပါတယ်မြတ်စွာဘုရားရှင်ကတော့ဒီလိုဂုံချောစကားသူတစ်ပါးပြည့်စည်အောင်ဂုံးတိုက်တဲ့စကားတွေကိုပိတုနာဝါစာလို့ဟောကြားခဲ့ပါတယ်ဒီလိုစကားတွေဟာလူတွေကြားမှာရှိတဲ့ချစ်ချင်းမေတ္တာကိုဖျက်တောက်ပစ်နိုင်တဲ့ဓားသွားတွေနဲ့တူပါတယ်လောကီအမြင်အရာကြည့်ရင်လေတင့်စီလာပြီးသူတစ်ပါးအကြောင်းအတင်းပြော့တဲ့သူဟာနောက်တနေရာရောက်ရင်တင့်အကြောင်းကိုလည်းတေချာပေါက်အတင်းပြော့မယ်သူပါပဲဒီလိုလူမျိုးတွေကြားမှာစစ်မှန်တဲ့ယုံကြည်မှုဆိုတာဘယ်တော့မှမရှိနိုင်ပါဘူးဒါကြောင့်မိတ်ဆွေသူတစ်ပါးအကြောင်းကိုဝေဖန်ကဲ့ရဲ့မယ်အစားကိုယ့်ရဲ့စိတ်ကိုသာပြန်လဲစမ်းစစ်ဖို့လိုအပ်ပါတယ်အတင်းအဖျင်းပြောခြင်းကနေရှောင်ကျဉ်လိုက်တာဟာသူတစ်ပါးကိုကယ်တင်လိုက်တာမဟုတ်ဘဲကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုကိုကာကွယ်လိုက်တာပဲဖြစ်ပါတယ်စကားပြောတဲ့အခါမှာအတင်းအဖျင်းတဲ့ပို့ပြီးစိုးရွားတဲ့အရာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဒေါသအဟုန်နဲ့ပေါက်ခွဲထွက်လာတဲ့စကားလုံးတွေပဲဖြစ်ပါတယ်
ဒေါသထွက်နေချိန်မှာပြောလိုက်တဲ့စကားတစ်ခွန်းကနှစ်ပေါင်းများစွာတီးဆော့ခဲ့တဲ့တန်ရောစဉ်တွေကိုတစ်စက္ကန့်အတွင်းမှာဘလို့မီးလောင်ပြာချသွားစေတယ်လဲဆိုတာကိုတော့ကျွန်တော်တို့တတိထဆင်ခြင်ဖို့လိုအပ်လာပါပြီလူတွေဟာပြဿနာတစ်ခုဖြစ်လာရင်အမှန်တရားကိုရှာဖွေခြင်းလားထက်ငါမှန်တယ်ဆိုတာကိုပဲတက်တည်ပြချင်ကြပါတယ်အတန်ကြဲကြဲဟစ်အော်ပြီးစကားနိုင်လူနေကြတာဟာတကယ်တော့သူတို့ရင်ထဲကအတ္တကြီးလွန်းလို့ပါပဲဒီသဘောတရားကိုထင်ရှားစေမဲ့တာရကတစ်ခုပြောပြပါရစေမြေကြီးပေါ်မှာရေးထားတဲ့ကနန်းတစ်လုံးကိုလူနှစ်ယောက်ကခေါင်းရင်းတစ်ယောက်ခြေရင်းတစ်ယောက်ရပ်ပြီးကြည့်ကြတယ်ဆိုပါစို့တယောက်က6ကနန်းလိုမြင်ပြီးနောက်တစ်ယောက်က9ကနန်းလိုမြင်တဲ့အခါဘယ်သူကပို့မှန်းတယ်လဲတကယ်တော့နှစ်ယောက်စလုံးရပ်တည်နေတဲ့နေရာအရအကုန်မှန်နေကြတာပါဒါပေမဲ့ငါမြင်တာပဲအမှန်ဆိုတဲ့အတ္တရှေ့တန်းရောက်သွားတဲ့အခါမှာတော့ဒေါသတွေထွက်ပြီးအကြီးကျယ်ရမ်းချကြပါတော့တယ်ရှေးလူကြီးတွေကအိုးမလုံတော့အတန်ထွက်လူမလုံတော့စကားများတယ်လို့ဆုံးမခဲ့ကြပါတယ်ကိုယုံကြည်မှုအပြည့်အဝရှိတဲ့သူဟာသူများတွေသူ့ကိုအထင်လွဲခံရရင်တောင်လိုက်လံရှင်းပြပြီးစကားနိုင်လူလေမရှိပါဘူးစကားအနိုင်ရလိုက်လို့တင်မှန်သွားတယ်ဆိုပေမဲ့တကယ်တမ်းမှာတော့တင်ချရတဲ့သူရဲ့တန်ရောစဉ်ကိုအရှုံးပေးလိုက်ရတာပါပဲငင်းခုန်နေခြင်းဟာကိုယ့်ရဲ့မာနကိုအစာကျွေးနေတာဖြစ်ပြီးဆက်ဆံရေးကိုတော့အစိတ်ခတ်နေတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတခါတလေမှာကိုကမှန်နေရင်တောင်မှပြုံးပြီးတော့တိတ်ဆိတ်နေလိုက်ခြင်းဟာအမြင့်မားဆုံးသောဉာဏ်ပညာတစ်ခုပဲဖြစ်ပါတယ်အနိုင်ယူခြင်းထက်နားလည်ပေးခြင်းကသာပိုပြီးငင်းချမ်းတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကိုလာရောက်ဝေဖန်ခဲ့ရတဲ့အခါဒါမှမဟုတ်အမွမ်းတင်ချီးမွမ်းတဲ့အခါတွေမှာကျွန်တော်တို့ရဲ့စိတ်ဟာဘာဖြစ်လို့လွယ်ကူတုံ့လှုပ်သွားရတာလဲလောကရန်ရဲ့လှည့်စားမှုတွေဖြစ်တဲ့ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းဆိုတဲ့ပုံရိပ်ရောင်းတွေအပေါ်မှာကျွန်တော်တို့ရဲ့နှလုံးသားတွေဘလို့တုံ့ပြန်တတ်တယ်လဲဆိုတာကတော့တကယ်ကိုစဉ်းစားစရာကောင်းတဲ့နောက်ထပ်အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်လောကကြီးမှာကျွန်တော်တို့ကိုအလွဲတကူအယုတ်ကျိုးပြတ်ထွက်သွားစေတဲ့မျက်လက်ပညာတစ်ခုရှိပါတယ်အဲ့ဒါကတော့သူတစ်ပါးရဲ့နှုတ်ဖျားကလာတဲ့ချီးမွမ်းခြင်းတဲ့ကဲ့ရဲ့ခြင်းဆိုတဲ့စကားလုံးတွေပဲဖြစ်ပါတယ်တယောက်ယောက်ကကိုယ့်ကိုမြောက်ပင့်ပြောဆိုလိုက်ရင်ဝမ်းသာအဲလေဖြစ်သွားတတ်တယ်လို့ကဲ့ရဲ့ရှုပ်ချလိုက်ရင်လည်းချက်ချင်းဆိုတယ်လို့စိတ်တွေပူလောင်သွားတတ်ပါတယ်ဒါဟာကိုယ့်ရဲ့ပျော်ရွှင်မှုအတက်အကျခလုတ်ကိုသူတစ်ပါးလက်ဖက်ထည့်ပေးထားတာနဲ့အတူတူပါပဲမြတ်စွာဘုရားရှင်ကလောကဓာတ်108ပါးမှာနေတာနဲ့ပတန်တာဆိုတဲ့ကဲ့ရဲ့ခြင်းနဲ့ချီးမွမ်းခြင်းဟာအမြဲတမ်းဒွန်တွဲနေတယ်လို့ဟောကြားတော်မူခဲ့ပါတယ်ဓမ္မပဒဒေသနာတော်မှာလည်းလီမုန်တိုင်းတိုက်တဲ့အခါကြောက်ဆောင်ကြီးတွေမတုံလို့တယ်လို့ပညာရှိတို့ဟာလည်းချီးမွမ်းကဲ့ရဲ့ခြင်းကြောင့်မတုံလို့ကြဘူးလို့ဆုံးမထားပါတယ်တကယ်တော့မိတ်ဆွေတယောက်ယောက်ကတင့်ကိုလူဆိုးလို့ပြောလိုက်ရုံနဲ့တင်ဟာလူဆိုးဖြစ်မသွားတယ်လို့လူကောင်းလို့မြှောက်ပက်လိုက်လို့လေချက်ချင်းလူကောင်းဖြစ်မသွားပါဘူးသူတို့ရဲ့စကားလုံးတွေဟာလေထဲကအတန်လိုင်းတွေတသက်တာဖြစ်ပြီးတင့်ရဲ့တကယ်တန်ဖိုးကိုဘယ်တော့မှမပြောင်းလဲစေနိုင်ပါဘူးကိုယ့်ရဲ့အားနည်းချက်ကိုထောက်ပြလိုက်ရင်ဒေါသထွက်မဲ့အစားမှန်တလားလို့အရင်စမ်းစစ်ကြည့်ပါမှန်နေရင်ပြင်ဆင်လိုက်ဖို့ပဲလိုအပ်ပြီးမမှန်ဘူးဆိုရင်လည်းကိုယ်နဲ့မဆိုင်တဲ့အတွက်လစ်လူရှုထားလိုက်ရုံပါပဲဒါကြောင့်မိတ်ဆွေသူတစ်ပါးရဲ့နှုတ်ဖျားကလာတဲ့စကားလုံးတွေအပေါ်မှာလိုက်လံခံစားနေတာကိုဒီကနေ့ကစပြီးရက်တန်းကရက်လိုက်ပါကိုယ့်ရဲ့တန်ဖိုးဟာသူများတွေတတ်မှတ်တဲ့အတိုင်းဖြစ်လာတာမဟုတ်ဘူးဆိုတာကိုခိုင်ခိုင်မာမာယုံကြည်ထားဖို့လိုအပ်ပါတယ်ဒါပေမဲ့
အပြေလူတွေကကိုကိုမကဲ့ရဲ့မဆဲဆိုပဲနဲ့နေ့စဉ်နဲ့အမျှကိုတိတ်တဆိတ်အစိတ်ခတ်နေတဲ့စကားသံတွေရှိပါသေးတယ်ငါညံ့နေငါဘာမှမလုပ်နိုင်ဘူးဆိုပြီးကိုနားထဲမှာအမြဲတမ်းပဲ့တင်ထပ်နေတဲ့အတွင်းစိတ်ကစကားသံတွေအကြောင်းကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတွေ့တော်ကြရမှာပါလူတွေဟာကိုအယမ်းပျော်ရွှင်နေတဲ့အချိန်ဒါမှမဟုတ်တစ်ဖက်လူကိုချက်ချင်းသဘောကျစေခြင်းတဲ့အချိန်တွေမှာမစင်စားပဲဂတိတွေအလွယ်တကူပေးတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီဂတိကိုမတည်တဲ့အခါမှာတော့ယုံကြည်မှုဆိုတဲ့တန်ဖိုးအကြီးဆုံးအရာကိုရိုက်ချူးလိုက်သလိုဖြစ်သွားပါတယ်စာရွက်အသက်ဆက်ဆက်လေးတရွက်ကိုလက်နဲ့ချစ်ပေါင်ဆုပ်ချကြည့်လိုက်ပါပြီးရင်အဲ့ဒီစာရွက်ကိုပြန်ဖြန့်ပြီးမီးဘူးတိုက်ကြည့်ပါဘလောက်ပဲတေးသေးချာချာပြန်ဖြန့်အရင်လိုအပြစ်အနာအစာကင်းတဲ့စာရွက်အသက်တရွက်ဘယ်တော့မှပြန်ဖြစ်မလာတော့ပါဘူးလူတယောက်အပေါ်ထားတဲ့ယုံကြည်မှုဆိုတာလေဒီစာရွက်လိုပါပဲသင်ကတစ်ချိန်လိန်လဲလိုက်ရင်ဒါမှမဟုတ်ဂတိဖြတ်လိုက်ရင်တစ်ဖက်လူကတင့်ကိုခွင့်လွတ်ပေးနိုင်ပေမဲ့အရင်လိုရာခိုင်နှုန်းပြည့်ပြန်ယုံကြည်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးမြတ်စွာဘုရားရှင်ကမုတာဝါဒလို့ခေါ်တဲ့လိန်လဲပြော့ဆိုခြင်းကိုအလွန်ပြင်းထန်တဲ့အပြစ်အဖြစ်ဟောကြားတော်မူခဲ့ပါတယ်ပေါ်ပေါ်ဆဆလိန်ပြောဖို့ဝန်မလေးတဲ့သူဟာအခြားဘလို့မကောင်းမှုမျိုးကိုမဆိုလှုပ်ရဲတတ်တယ်လို့ဆုံးမထားပါတယ်စကားတခွန်းဟာလွယ်ပြောလိုက်ရင်ပေါ့ပါပေမယ့်တာဝန်ယူရမယ့်အချိန်ရောက်ရင်တော့တောင်တန်းကြီးတစ်ခုလိုလေးလံသွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေအယမ်းပြောနေခြင်းမှာဂတိမပေးပါနဲ့သူတစ်ပါးအောင်းနာလို့ဆိုပြီးမလုံနိုင်တဲ့အရာကိုလှုပ်ပေးမယ်လို့မပြောပါနဲ့နှုတ်ကထွက်တဲ့စကားတွေကိုတတိထားရသလိုပဲတစ်ဖက်လူပြောလာတဲ့စကားတွေကိုဘလို့နားထောင်မလဲဆိုတာကလည်းအလွန်အရေးကြီးတဲ့အမှုပညာတစ်ခုပါပဲစကားပြောကောင်းဖို့ထက်သူတစ်ပါးရဲ့ရင်တွင်းစကားကိုစစ်မှန်စွာနားထောင်ပေးခြင်းကအကောင်းဆုံးဆက်ဆံရေးကိုဘလို့တည်ဆောက်နိုင်တယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတွေးတောကြည့်ရမှာပါတဘာဝတရားကြီးကလူသားတွေကိုဖန်တီးတဲ့အခါမှာနားနှစ်ဖက်နဲ့ပါးစပ်တစ်ပေါက်ကိုသာတမင်ဖန်တီးပေးခဲ့ပါတယ်ဒါဟာစကားပြောတာထက်သူတစ်ပါးပြောတာကိုနှစ်ဆပိုမိနားထောင်သိတဲ့ဆိုတဲ့အလွန်နဲ့နေတဲ့အသေးပဲပါပဲဒါပေမဲ့လက်တွေ့ဘဝမှာတော့လူအများစုဟာနားထောင်ဖို့ထက်ကိုပြောချင်တာကိုပဲအလူအယက်ပြောနေတတ်ကြပါပဲတစ်ဖက်လူပြောနေတော့မှလည်းတကယ်နားထောင်နေတာမဟုတ်ပဲငါဘလို့ပြန်ပြောရမလဲဆိုတာကိုသာစိတ်ထဲတာနေကြိုးတင်ပြင်ဆင်နေတတ်ပါတယ်ရေအပြည့်ဖြည့်ထားတဲ့ခွက်တစ်ခွက်ထဲကိုနောက်ထပ်ရေတွေထပ်လောင်းထည့်ရင်အပြင်ကိုလျှံကျသွားသလိုပါပဲကိုယ့်ရဲ့အတ္တတွေကိုယ့်ရဲ့ထင်မြင်ချက်တွေပြည့်နှက်နေတဲ့စိတ်နဲ့သူတစ်ပါးရဲ့စကားကိုနားထောင်ရင်တစ်ဖက်လူရဲ့အမှန်တရားကိုဘယ်တော့မှမြင်နိုင်မှာမဟုတ်ပါဘူးစစ်မှန်တဲ့နားထောင်ခြင်းဆိုတာကိုယ့်ရဲ့အတ္တကိုခဏဖယ်ထားပြီးတစ်ဖက်လူရဲ့ရင်တွင်းခံစားချက်ကိုအပြည့်အဝနေရာပေးလိုက်တာဖြစ်ပါတယ်တခါတလေမှာပြဿနာတစ်ခုအတွက်အကြံဉာဏ်ပေးစရာမလိုပါဘူးသူ့ရဲ့ခံစားချက်တွေကိုငြိမ်ငြိမ်လေးနားထောင်ပေးလိုက်ရုံနဲ့တင်အကောင်းဆုံးကူစားပြီးတာဖြစ်သွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေချစ်ရတဲ့သူတွေနဲ့စကားပြောတဲ့အခါကိုယ့်ရဲ့ပါးစပ်ကိုပိတ်ပြီးနှလုံးသားနဲ့နားထောင်ကြည့်ပါအဲ့ဒီအခါကြမှာဟာစကားလုံးတွေရဲ့နောက်ွယ်ကတကယ့်အတန်အစစ်တွေကိုရှင်းရှင်းလင်းလင်းကြားနိုင်ပါလိမ့်မယ်ဒီလိုမျိုးတိတ်ဆိတ်စွာနားထောင်ပေးခြင်းဟာကြီးမားတဲ့ခွန်အားတစ်ခုဖြစ်တယ်လို့တခါတလေမှာမေတ္တာပါတဲ့စကားတစ်ခွန်းဟာလေလူတစ်ယောက်ရဲ့အသက်ကိုဘလို့ကယ်တင်နိုင်တယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတွေးတောကြည့်ရမှာပါစကားလုံးတွေဟာလူတစ်ယောက်ကိုတရားပါအောင်နာကျင်စေနိုင်တယ်လို့တေလူမျောပါဖြစ်နေတဲ့လူတစ်ယောက်ကိုလည်းပြန်လဲရှင်းသန်းလာအောင်အသက်ကယ်တင်ပေးနိုင်စွမ်းရှိပါတယ်ဒါဟာစကားလုံးတွေရဲ့အံ့ဩစရာအကောင်းဆုံးအမှုပညာတစ်ခုပါပဲနေဘူးထဲမှာညှိုးနွမ်းခြောက်သွေ့နေတဲ့ပန်းပင်လေးတစ်ပင်ကိုပြေးမြင်ကြည့်ပါအဲ့ဒီပန်းပင်လေးဟာရေတစ်ပေါက်ရလိုက်တာနဲ့ချက်ချင်းဆိုသလိုပြန်လဲလန်းဆန်းလာတတ်ပါတယ်ဘဝမှာအရှုံးပေးခြင်းစိတ်ပေါ်နေတဲ့သူလဲကျနေတဲ့သူတယောက်အတွက်လဲတင်ပြိုးလိုက်တဲ့အားပေးစကားတခွန်းဟာအဲ့ဒီရေစက်လေးလိုပါပဲမင်းလုံနိုင်ပါတယ်
ငါမင်းတို့ယုံကြည်တယ်ဆိုတဲ့စကားလေးတစ်ခွန်းကသူ့အတွက်တဘဝစာခွန်အားနေဖြစ်သွားစေနိုင်ပါတယ်မြတ်စွာဘုရားရှင်ကစကားတစ်ခွန်းကိုပြောတော့မယ်ဆိုရင်အချိန်အခါကြာမှပြောဖို့အမှန်တရားကိုသာပြောဖို့နဲ့မေတ္တာစိတ်နဲ့သာပြောဆိုဖို့သူ့ဘာတိတဝါစာအဖြစ်ဆုံးမတော်မူခဲ့ပါတယ်မေတ္တာပါတဲ့စကားဟာနားထောင်သူရဲ့ယဉ်ကိုသာမကပြောဆိုသူရဲ့နှလုံးသားကိုပါအေးချမ်းစေပါတယ်ဒါကြောင့်မိတ်ဆွေကိုယ့်ရဲ့နှုတ်ခမ်းကနေအစိတ်တွေထုတ်လို့မဲ့အစားသူတစ်ပါးရဲ့တန်ရာတွေကိုကုစားပေးနိုင်တဲ့ဆေးဆက်လေးတွေဖြစ်အောင်ပြောင်းလဲကြည့်ပါ။တင်းရဲ့နှွေးထွေးတဲ့စကားတစ်ခွန်းဟာတစုံတစ်ယောက်ရဲ့အမှောင်ကျနေတဲ့ကဘာလေးကိုလင်းထိန်သွားစေနိုင်ပါတယ်။ဒီလိုမျိုးစကားပြောတိုင်းမှာမေတ္တာထည့်ပြီးတတိကတ်နိုင်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဟာဘလောက်တောင်အေးချမ်းသွားမလဲ။ကျွန်တော်တို့ရဲ့နှုတ်လွှာနှလွှာအကြောင်းမှာနေ့စဉ်ချစ်ပြတ်နေတဲ့စစ်ပွဲတွေကိုအပြီးတိုင်ရပ်တန့်လိုက်ဖို့အချိန်ရောက်ပါပြီ။အဲ့ဒီစစ်ပွဲကိုရပ်တန့်နိုင်မဲ့တခုတည်းသောလက်နက်ကတော့စကားမပြောခင်မှာကတ်ထားရမယ်တတိတရားပဲဖြစ်ပါတယ်။စကားတခွန်းကိုနှုတ်ကနေမဟာထွက်ခင်မှာကိုမေးခွန်း၃ခုအရင်မေးကြည့်ပါ။ငါပြောမဲ့စကားဟာမှန်ကန်ရဲ့လား။သူတစ်ပါးအတွက်အကျိုးရှိရဲ့လား။ပြီးတော့မေတ္တာပါရဲ့လားဆိုတာတွေပါပဲ။ဒီ၃ချက်ထဲကတစ်ချက်နဲ့ညီဆွဲနေရင်အဲ့ဒီစကားကိုမြော်ချလိုက်တာအကောင်းဆုံးပါပဲရေတွေစူပွက်နေတဲ့အိုးတလုံးထဲကိုဘလောက်ပဲကြည်လင်းတဲ့ရေတွေထပ်ထည့်နောက်ဆုံးမှာတော့စူပွက်သွားရတာပါပဲအဲ့လိုပါပဲကိုယ့်ရဲ့စိတ်ထဲမှာဒေါသတွေအတ္တတွေစူပွက်နေခြင်းမှာဘာစကားမှမပြောဘဲတိတ်ဆိတ်နေခြင်းဟာငြိမ်းချမ်းရေးကိုတိဆောက်နေတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတင့်ရဲ့နှုတ်ခမ်းတွေကိုသူတစ်ပါးကိုနာကျင်စေတဲ့လက်နက်အဖြစ်အတုံးမကျပါနဲ့တော့လောကကြီးကိုအေးချမ်းတဲ့မေတ္တာစကားတွေနဲ့သာလှပအောင်ဆေးချွယ်ကြည့်ပါတတိကတ်ထားတဲ့နှုတ်ခမ်းတွေကနေအေးချမ်းတဲ့နှလုံးသားတွေစီကိုကူးဆက်သွားပါလိမ့်မယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့နှုတ်ကြွမ်းခြင်းနဲ့အစိတ်သင်းသောနှလုံးသားများဆိုတဲ့အကြောင်းအရာလေးကိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်မိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝမှာခွန်အားတစ်ခုခုဖြစ်စေခဲ့မယ်ဆိုရင်လိုအပ်နေတဲ့သူတွေစီကိုလည်းလက်ဆင့်ကမ်းမျှဝေပေးလိုက်ပါအောင်ပါနောက်ထပ်လည်းလောကီနဲ့ဓမ္မကိုပေါင်းစပ်ထားတဲ့ဘဝတွေးခေါ်စရာအကြောင်းအရာကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ဓမ္မအတွေး channel ကိုဆက်လက်စောင့်မျှော်အားပေးကြပါအောင်လို့မေတ္တာရက်ခံပါတယ်အားလုံးပဲနှုတ်အန္တရာယ်ကင်းရှင်းသည့်ငြိမ်းချမ်းသာရတဲ့ဘဝခရီးလမ်းကိုရှောင်လန်းနိုင်ကြပါစေခင်ဗျာ